ဒန်နီဘွားဇလန်ဟာအတိတ်ကဒဟန်တချက်တွေရဲ့တက်တည်တစ်ခုပါကဆိုကြီးတစ်ခုမှာပေါက်ကွဲမှုတစ်ခုကြောင့်သူရှိတဲ့ဇနီးနဲ့သားသမီးနှစ်ယောက်ကိုဆုံးရှုံးလိုက်ရပါတယ်ဇနီးတဲ့နဲ့သမီးလေးကိုရှာတွေ့လို့မြေမြုပ်သူကျူနိုင်ခဲ့ပေမဲ့သားလေးရဲ့ရုပ်လောင်းကတော့ပျောက်ဆုံးနေခဲ့ပါတယ်ဆယ်စုနှစ်တစ်ခုကြောင့်သူဟာအပတ်တိုင်းရဲစခန်းကိုပြေးလွှားသွားပြီးပျောက်ဆုံးနေတဲ့သားလေးအကြောင်းသတင်းတစ်ခုကြားရမလားလို့ပြောနေခဲ့ပါတယ်ဒါပေမဲ့သူရတဲ့အဖြေကတော့အမြဲတမ်းနောက်တစ်ပတ်မှပြန်လာပါဆိုတဲ့စကားပါပဲဒီလိုနဲ့ဘယ်တော့မှမပြောက်ွယ်ပဲအိမ်ပြန်မှုဘတ်စကားပေါ်မတက်ခင်နောက်နေ့ပြန်လာဦးမယ်လို့ကာသမားကိုပြောနေကြပါဒီပုံမှန်လုံးလုံးစင်ကြောင့်ကာသမားကခေါင်းတောင်ခါရမိပါတယ်နောက်ဆုံးမှာတော့ကာသမားကဒန်နီကိုစိတ်ချလိုက်ဖို့သူ့သားလေးကပြီးတိုင်ဆုံးရှုံးသွားပြီဖြစ်ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့ဒန်နီရဲ့စိတ်ပိုင်းဖြတ်မှုကနှစ်တို့တစ်ကောင်လိုတမ်းမာနေပါတယ်သူကခေါင်းခါပြီးသူ့သားရဲ့လက်ဘင်းနောက်ဘက်မှာနေရတဲ့မွေးရပါအမှတ်ပါတဲ့သားလေးကိုသကြိုးခွင့်မရမရှင်ရှေ့ဆက်နိုင်မှာမဟုတ်ဘူးလို့ခွင့်ခံခဲ့ပါတယ်နေ့စဉ်ရက်ဆက်ဒန်နီဟာသူ့အိမ်အဖြစ်ပါတော့တဲ့မီနီမားကတ်လေးကိုဦးစီးလုပ်ကိုင်နေပါတယ်အဲ့ဒီနေ့မှာဆိုင်ထဲမှာဖောက်တဲ့တယောက်ကရန်ချနေတော့တမ်မီလိုမှကြောတဲ့အနီရောင်ဝတ်ထားတဲ့အမျိုးသမီးတို့ကဝင်ရောက်ထိန်းသိမ်းဖြစ်ရှင်းပေးလိုက်ပါတယ်မကြခင်မှာကင်းလက်နေတဲ့ဒေသခံရဲနှစ်ယောက်ရောက်လာပြီးသူတို့ကဒန်နီနဲ့ယင်းနှီးပုံရပါတယ်ရဲအရာရှိတအူးကဒန်နီကိုကွန်ဖူးတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒန်နီရဲ့အေဂျင့်နဲ့အသွင်ပြင်နောက်ကမှာငကားတကောင်ပုံကွက်နေတာကိုသူတို့သိလို့ပါပဲသူဟာတရုတ်အထူးတပ်ဖွဲ့ဝင်တအူးနဲ့ကွန်ဖူးကျွမ်းကျင်သူတအူးဖြစ်နေလို့ပါသူတို့ရဲ့စကားဝိုင်းကဒန်နီစိတ်ကိုစနစ်အကြာတိတ်စီပြန်ရောက်သွားစေခဲ့ပါတယ်သူဟာမြေရောက်လျှို့ဝှက်ဥမြင့်ပါတဲ့သူ့ရဲ့မီနီမားကတ်အသစ်ကိုဂုံယုံကျွမ်းစွာပြသနေခဲ့ပါတယ်ဇနီးတဲ့ကသူ့ကိုနှစ်ပတ်လက်ဆောင်အဖြစ်ကားဟောင်းတစ်စီးပေးခဲ့ပါတယ်ဒီရှိုမျိုးရဲ့အိမ်မက်ဟာမီနီမားကတ်ကျမ်းမြင်ပြင်းထန်စွာတောင်ခံသွားချိန်မှာရုတ်တရက်ပြတ်သုံးသွားခဲ့ပါတယ်လုံခြုံတဲ့အိမ်တိုင်မှာနိုင်ငံခြားစစ်သား2ဦးကအထူးအမှုတစ်ခုရဲ့လှုပ်ဝက်ချက်ကိုတီးထားတဲ့တောချက်သက်သေမြို့သမီး2ဦးကိုစောင့်ကြည့်နေခဲ့ပါတယ်အပြင်မှာတော့ဒေသခံစကြသက်တွေကနိုင်ငံခြားစစ်သားတွေကိုလိုက်နှောက်ချက်ပြီးစိတ်နှောက်ချက်ပေးနေကြပါတယ်အဲ့ဒီအချိန်မှာပဲမျက်နှာဖုံးဆိုတပ်ဖွဲ့ဝင်တွေအဖွဲ့လိုက်ရောက်လာပြီးအဲ့ဒီလုံခြုံတဲ့အိမ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်တင်းမာနေတဲ့အခြေအနေမှာအမျိုးသမီးစစ်သည်တဦးကကြောက်လန့်တကြားဖြစ်နေတဲ့မိန်းကလေးငယ်လေးကိုကူညီပေးဖို့ကြိုးစားခဲ့ပါတယ်နောက်တစ်ယောက်ဖြစ်တဲ့အမျိုးသားစစ်သည်ကတော့တနက်ထိမှန်သေဆုံးခဲ့ရပါတယ်အကာအကွယ်ပေးရမယ့်တပ်သည့်အမျိုးသမီးကတော့လျှို့ဝှက်စွာပျောက်ကွယ်သွားခဲ့ပါတယ်အခိုက်သူတွေအသက်ရောက်လာတာကြောင့်သူမကိုရှာဖို့အချိန်မရလိုက်တော့ပါဘူးပြင်းထန်တဲ့တိုက်ပွဲကြီးပြီးမှအဆောင်တမှုကိုဖာသာလို့သူ့ရဲ့လူယုံတွေကခေါ်တဲ့ရက်စက်တဲ့မာဖီးယားကိုင်းကောင်းဆောင်နဲ့တွားတွေ့ဖို့ခေါ်ဆောင်သွားခဲ့ပါတယ်ဖာသာဟာဘယ်လာလို့ခေါ်တဲ့လျှို့ဝှက်ဆန့်ကျင်တဲ့အမျိုးသမီးတဦးနဲ့အမြဲအတူရှိနေတယ်ပါတယ်ဖာသာရဲ့လက်ထောက်စတီဗင်ကအစိုးရအရာရှိတဦးစီကဖုန်းခေါ်ဆိုမှုကိုဖာသာလက်ထဲထည့်ပေးခဲ့ပါတယ်အဲ့ဒီအရာရှိကတရုတ်အတိုင်းဝန်းကိုတိုက်ခိုက်ရတဲ့အတွက်အကြီးအကျယ်ဒေါသထွက်နေပါတယ်ဒါပေမဲ့ဖာသာကသူလိုချင်တာသူ့ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုတီးထားတဲ့အမျိုးသမီးပဲလို့ပြောခဲ့ပါတယ်အရာရှိကသူတို့ပြင်းမှတ်ကိုချဖို့12နာရီသာအချိန်ပေးခဲ့ပါတယ်မီနီမားကတ်မှာရုတ်တရက်အဆက်အသွယ်အားလုံးပြတ်တောက်သွားခဲ့ပါတယ်အစောပိုင်းကအနီရောင်ဝတ်အမျိုးသမီးနဲ့အမျိုးသားတအုပ်ဟာမီနီမားကတ်ကိုခိုလုံဖို့ရောက်လာပါတယ်ခဏအကြာမှာဖုန်းတော်ကြီးတစ်ပါးနဲ့ရှီလာလို့ခေါ်တဲ့မျိုးသမီးတဦးကဒဏ်ရာရနေတဲ့ကလေးတဦးကိုရှိပြီးရောက်လာပါတယ်ဒန်နီကသူ့ရဲ့ကျွမ်းကျင်မှုနဲ့ကလေးရဲ့ဝမ်းပိုက်ထက်ကသွေးခဲကြီးကိုဖယ်ရှားပေးခဲ့ပါတယ်ကလေးလေးသတိပြန်ရလာတော့လူတိုင်းတပြင်းချနိုင်ခဲ့ကြပါတယ်မကြခင်မှာပဲဖာသာနဲ့သူ့ရဲ့လူစိုးကိုင်းသားတွေကိုဆိုင်ကိုဝင်းရလိုက်ကြပါတယ်အစောပိုင်းကရန်ချခဲ့တဲ့မာနာကြီးတစ်ဖောက်တဲ့အပါအဝင်လက်နက်ချဖို့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့လူစိုးတွေက2ယောက်ကိုတက်ပစ်လိုက်ပြီးမာနာကြီးတဲ့သူကိုကြောက်လန့်တကြားဖြစ်စေခဲ့ပါတယ်ဒန်နီကအဲ့ဒီလူကိုဆွနှိမ့်လိုက်တာကြောင့်သူအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်တိုက်ခိုက်သူတွေကဖာသာနေတဲ့ချီလာအတွက်ရောက်လာကြတာဖြစ်ပါတယ်ဖာသာကချီလာကိုအပ်ဖို့ဒန်နီကို3မိနစ်အချိန်ပေးခဲ့ပါတယ်ချီလာကလူတိုင်းကိုကဲဖို့အတွက်သူမစီကချက်ကိုဒန်နီကိုပေးပြီးကိုပေးရဖို့ပြင်ဆင်ခဲ့ပေမဲ့ဒန်နီကတားပြီးဆိုင်တကားကိုပိတ်ချလိုက်ပါတယ်ဒန်နီကခုခံတာကိုတွေ့တော့ဖာသာကတန်မိုးဆောင်ထားတဲ့ဘရူနိုကိုအတင်းဝင်ပြီးချီလာကိုဖမ်းဖို့အမိန့်ပေးပါတယ်ဆိုင်ထဲမှာတခြားသူတွေကဒန်နီလောက်ရက်ကိုဒေါသထွက်နေကြပါတယ်တယောက်ကချီလာကိုတောင်ဆွဲထုတ်ဖို့လုပ်ခဲ့ပေမဲ့ရက်ဆက်တဲ့ဂိုင်းသားတွေရဲ့လက်ချက်နဲ့ချက်ချင်းအသက်ပြောက်သွားခဲ့ပါတယ်ဒန်နီကဘလိုပဲဖြစ်ဖြစ်သူတို့အားလုံးလူစုရဲ့လက်ထဲမှာတေးရမယ်ဆိုတာချင်းချင်းလင်းလင်းပြောပြီးဖရန့်ကိုလူတိုင်းကိုမြောက်ခန်းစီခေါ်သွားဖို့အမိန့်ပေးခဲ့ပါတယ်အားလုံးအသင်းဖြစ်တော့ဒန်နီကရွှေရှင်တဲ့ထောင်ချောင်းတစ်ခုကိုချက်ချင်းပြင်ဆင်လိုက်ပါတယ်ဥမြဝါကိုဖွင့်ဖို့ခက်ခဲပေမဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းရဲ့အတွေ့အကြုံနဲ့သိပ္ပံအင်ဂျင်နီယာပညာကိုသုံးပြီးဖွင့်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘရူနိုနဲ့သူ့လူတွေမီနီမားကတ်ထဲကိုဖျက်ဆီးဝင်ရောက်လာခဲ့ပေမဲ့ဒန်နီထောင်ချောင်းကသူတို့ကိုတခါတည်းအပြည့်တက်တော့မယ်ဆိုတာမသိလိုက်ကြပါဘူးဒန်နီကလူတိုင်းကိုမြောက်ဥမင်နဲ့ခေါ်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့ထပ်ပေါက်တကားကတန်းချင်းတက်ပြီးပိတ်နေတာကြောင့်ဒန်နီဖရန့်နဲ့ကြောင်လေးတစ်ကောင်နဲ့အတူရှိနေတဲ့ကတ်တို့ခေါ်တဲ့အင်ရှင်ယာမဲတဦးတို့ဟာပစ္စည်းကိရိယာတွေယူဖို့အပေါ်ကိုပြန်တက်ခဲ့ရပါတယ်ဒန်နီကမီခိုဖုန်းသုံးပြီးအပြင်ကလူစုတွေကိုလှည့်စားခဲ့ပြီးအချိန်ဆွဲနေတော့ဖရန့်နဲ့ကတ်ကလိုအပ်တဲ့ပစ္စည်းတွေယူခဲ့ကြပါတယ်မထင်မှတ်ပဲဘရူနိုကအသက်ရှင်နေပြီးဒန်နီကိုတိုက်ခိုက်ခဲ့ပါတယ်ဒန်နီအခက်တွေ့နေချိန်မှာကတ်ကရုတ်တရက်ပေါ်လာပြီးကူညီခဲ့ပါတယ်ဒါပေမဲ့ကတ်ကဘရူနိုရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပါတယ်တခြားလူစုတွေဝင်လာတာကြောင့်ဒန်နီတယောက်တည်းရင်ဆိုင်ခဲ့ရပါတယ်အေးအတွက်များပေမဲ့ဒန်နီကသူတို့အားလုံးကိုရှင်းမနိုင်ခဲ့ပါတယ်နောက်ဆုံးမှာဖာသာရဲ့အတန်မာဆုံးလူယုံလို့သတ်မှတ်ခံရတဲ့ဘရူနိုလည်းဒန်နီလက်ချက်နဲ့ကြေကွဲပွဲသေဆုံးခဲ့ရပါတယ်ဘရူနိုရဲ့ရုပ်အလောင်းကိုတွေ့တော့သူ့ကိုကို့အညီကိုလိုသဘောထားတဲ့ဘယ်လာကမျက်ရည်ကျခဲ့ရပါတယ်
ဖာသာကနှစ်သိမ့်ပေမဲ့ဒေါသမျက်ရည်ချောင်းချောင်းထွက်နေတဲ့ဘယ်လာကဒန်နီကိုတကိုယ်တည်းလိုက်လံချဖို့ဆုံးဖြတ်ခဲ့ပါတယ်။မြေဥမြင်ထဲမှာဒန်နီကရန်သူကိုကြားပြဟန်တာပြီးထွက်ပြေးဖို့အချိန်ဆွဲဖို့အတွက်သူတို့ရှေ့ဆက်သွားဖို့ပြောခဲ့ပါတယ်။ဂိုင်းသားတွေကိုရှင်းလင်းပြီးနောက်ဘယ်လာနဲ့ဒန်နီတို့အပြင်းထန်တဲ့တိုက်ပွဲစတင်ခဲ့ပါတယ်။ဘယ်လာဟာဒန်နီနဲ့ရှင်ပြန်နိုင်စွမ်းရှိပြီးဒန်နီလည်းဒဏ်ရာအပြင်းထန်ရခဲ့ပေမဲ့သူ့ရဲ့အတွေ့အကြုံအရဘယ်လာရဲ့လက်နက်ကိုအသုံးပြုပြီးအနိုင်ရနိုင်ခဲ့ပါတယ်။ချုံတော့မယ်ဆိုတာသိတဲ့ဘယ်လာကလက်ပြပုံနှလုံးကိုဆွဲဖြုတ်ပြီးဥမြင်ကိုဖောက်ခွဲလိုက်ပါတယ်။ပောက်ကွဲမှုကြောင့်ဒန်နီတတိလက်သွားခဲ့ပါတယ်။သူ့ရဲ့တတိလက်လို့အခြေအနေမှာဒန်နီဟာအတိတ်စီပြန်ရောက်ပြီးတားလေးကသူ့ကိုနှိုးဆက်ပေးနိုင်တဲ့နိုင်တလုံးပေးခဲ့တဲ့နေ့ကိုအိမ်မက်မှတ်ခဲ့ပါတယ်။အချိန်ကဆက်လက်လေဘက်နေတော့မို့အရှုံးမပေးသင့်ဘူးဆိုတာကိုဒီအမက်ရစရာကပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။နိုင်ကအတန်မီလာတော့ဒန်နီသတိပြန်ရလာတယ်။ဒဏ်ရာတွေနဲ့ပြည်နေတဲ့ကိုခန္ဓာနဲ့တူးထားပြီးသူ့အဖွဲ့ကိုလိုက်သွားပေမဲ့ထွက်ပေါက်မှာတန်တကားကတင်းတင်းကြပ်ကြပ်ပိတ်နေတာကိုတွေ့လိုက်ရပါတယ်။ဖာသာကဥယျာဉ်ပြိုကျသွားပြီဆိုတဲ့သတင်းကိုကြားတော့အဲတော်သားထွက်ပြီးစတီဗင်ကိုချက်ချင်းဝင်ရောက်ပြီးဒန်နီကိုလိုက်ချဖို့အမိန့်ပေးခဲ့တယ်။ပိတ်မိနေတဲ့အသက်ရှင်သူအဖွဲ့ထဲမှာဖုန်းတော်ကြီးကသူတို့ကိုဒုက္ခရောက်အောင်လုပ်တဲ့သူတွေအတွက်ဆူတောင်းပေးခဲ့ပါတယ်။သူကဒီလူဆိုးတွေဟာတစ်ချိန်ကသူဖျားเจ้าကပေါင်းဝန်းကိုအပတ်တိုင်းလာတောင်းစားခဲ့တဲ့စင်းရဲလူငယ်တွေဖြစ်ခဲ့မှုကြောင့်ပြောပြခဲ့တယ်။သူတို့ရဲ့ခေါင်းဆောင်ဟာစတီဗင်ဖြစ်နေခဲ့ပါတယ်။ဒန်နီကမိလောက်နေတဲ့ကားထဲမှာပိတ်မိနေတဲ့သူ့မိသားစုကိုမကူညီနိုင်ခဲ့တဲ့အတိတ်ကခါးသီးတဲ့အမှတ်တရတွေကိုပြန်လည်မြင်အောင်နေခဲ့ပါတယ်။အဲ့ဒီအိမ်မက်ဆိုးကနေနိုးလာတော့ဘေးမှာထိုင်နေတဲ့ရှီလာကလှုပ်ဝက်ချက်ကြီးတစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။သူ့မလက်ထဲကချက်ထဲမှာအာရှအရှိတောင်ပိုင်းမှာအနည်းအရှိဆုံးမာဖီးယားအဖွဲ့ရဲ့ရာဇဝတ်မှုမှတ်တမ်းတွေနဲ့အီလက်ထရောနစ်ငွေဒေါ်လာ3ဘီလီယံပါဝင်တယ်လို့ဆိုပါတယ်။ရှီလာကအဖွဲ့အစည်းကကလေးသူငယ်တွေကိုတက်ပြတ်ဖို့လေ့ကျင့်ပေးခဲ့တဲ့မိဘမဲ့ခိုင်းရဲ့အစိပ်ပိုင်းဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။3နှစ်ကြာအချိန်ယူပြီးချက်နဲ့အတူထွက်ပြေးဖို့ကြိုးစားခဲ့တာဖြစ်ပြီးအသက်မရှင်နိုင်မှဆိုလို့ဒန်နီကိုလွှဲပြောင်းပေးဖို့ဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့ဒန်နီကသူ့သားကိုချဖို့ပဲအသက်ရှင်နေတာကြောင့်လက်မခံပဲချက်ကိုမှန်ကန်တဲ့လက်ထဲရောက်အောင်ရှီလာကလောက်ရမယ်လို့အခိုင်အမာပြောခဲ့ပါတယ်။မျောလင်းချက်ကင်းမင်းနေတဲ့အချိန်မှာလေးတစ်ချက်တိုက်ခတ်လာပြီးအပြင်ကိုလက်ဖောက်နိုင်တဲ့နေရာမှာအပေါက်ရှိကြောင်းသိလိုက်ရပါတယ်။အဲမူလင်းတော့ဒန်နီအဖွဲ့ဟာမျောတဲ့တစ်ခုရဲ့လေဝင်လေထွက်ပေါက်ကနေထွက်ပေါက်ကိုချတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူတို့လွတ်မြောက်မှုကခဏတာပါပဲ။ရန်သူဘက်ကကျွမ်းကျင်တဲ့စနိုက်ပါတအုပ်ကသူတို့ထဲကတဝက်ကိုပစ်ချပြီးစတီဗင်ကိုသူတို့ထဲရောက်နေတဲ့နေရာကိုချက်ချင်းသတင်းပို့ခဲ့ပါတယ်။ဒန်နီကစနိုက်ပါကိုပစ်ချပြီးဘုံတော်ကြီးဖရန့်နဲ့ရှီလာတို့နဲ့အတူအမျက်ထွက်ပြေးခဲ့ပါတယ်။ဖာသာကစတီဗင်ကိုမကြေမနက်ဖြစ်ပြီးကရိတ်လို့ခေါ်တဲ့လူတစ်ယောက်ကိုရာလူတိုးပေးခဲ့ပါတယ်။စတီဗင်ကမလှမ်းမကန်းကကိုတော်ထားမိပြီးဒီလိုပုံနေတာကိုသိလိုက်ရပါတယ်။ဒန်နီကရှီလာကိုချက်ကိုကယ်နိုင်မှုအတွက်ဖရန့်ကိုတခြားသူတွေကိုခေါ်ပြီးထွက်သွားဖို့တောင်းဆိုခဲ့တယ်။ကရိတ်ဥဆောင်တဲ့ဖာသာရဲ့တပ်ဖွဲ့ကိုတောင်ကိုရောက်လာတော့ထောင်ချောက်တွေကသူတို့ကိုရှင်းပစ်ဖို့အသင့်ရှိနေခဲ့ပါတယ်။ဒန်နီကတိုက်ခိုက်ပြီးလူစုတွေကိုတယောက်ပြီးတယောက်ဖယ်ရှားခဲ့ပါတယ်။ကရိတ်ရဲ့ဆက်သွယ်ရေးကိရိယာကိုတင်ယူပြီးနောက်ဒန်နီကသူ့နေရာကိုစတီဗင်စီအချက်ပြခဲ့တယ်။စတီဗင်နဲ့သူ့လူတွေကိုတောင်ကိုရောက်လာတော့တင်းနေတဲ့ရဲဘော်တွေရဲ့သွေးလိမ့်လိမ့်နဲ့မြင်ကွင်းကိုတွေ့ရတယ်။တတိထားနေပေမဲ့ဒန်နီထောင်ချောက်ကနေမလွတ်မြောက်နိုင်ပဲပောက်ကွဲမှုကြောင့်စတီဗင်ရဲ့လူတွေသေဆုံးသွားခဲ့တယ်။ဒန်နီနဲ့စတီဗင်တို့တူးရင်ဆိုင်ဖို့အချိန်ရောက်လာခဲ့ပါပြီ။ဒါပေမဲ့မထင်မှတ်တဲ့အလှည့်ပြောင်းတစ်ခုနဲ့တွင်းရဲ့လူတွေကအသက်ရှင်နေပြီးဒန်နီကိုတောင်းပိတ်ခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ဖရန့်ချီလာနဲ့ဖုန်းတော်ကြီးတို့ကအချိန်မရောက်လာပြီးသူ့ကိုကဲခဲ့ကြပါတယ်။ဒန်နီကစတီဗင်ကိုလှုပ်ရှားလို့မရအောင်လှုပ်လိုက်ချိန်မှာအဲ့ဒီအတိတ်စိတ်နေတဲ့အချိန်မှာသူ့ရဲ့နိုင်ထိုးတဲ့မြည်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြီးမားသောလှုပ်ဝက်ချက်ပေါ်လာခဲ့ပါတယ်။ဒန်နီဟာစတီဗင်ရဲ့နေရွက်နောက်ဘက်မှာသူ့သားရဲ့ညီရဲတဲ့အမွေးရပါအမှတ်ကိုတွေ့လိုက်ရပါတယ်။သူဟာ10နှစ်ကြာချပွေးခဲ့တဲ့ကိုသားရပြီဆိုတာကိုသိလိုက်ရတော့သူ့ကိုယ်သူလှုပ်မရဖြစ်သွားခဲ့ပါတယ်။ဘာမှမသိတဲ့စတီဗင်ကသူ့ကိုရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။မခုခံမဲ့လက်ချွတ်လိုက်တဲ့ဒန်နီကိုသူကရှာဖွေခဲ့တဲ့သားကဓာတ်နဲ့ဝမ်းပိုက်ကိုထိုးသွင်းခဲ့ပါတယ်။ဒီလိုနဲ့ရင်ခွဲပဲပြင်လဲစုံစည်းချိန်မှာစတီဗင်ကသူတက်လူနီးပါဖြစ်ခဲ့တဲ့လူဟာသူ့ဖေးရင်ဖြစ်ကြောင်းနောက်ဆုံးမှာတော့သဘောပေါက်သွားခဲ့ပါတယ်။ဝနည်းစရာခိုက်တန်ကိုဖာသာကဓာတ်နောက်တစ်ချောင်းနဲ့ဒန်နီကိုထပ်ထိုးပြီးဖျက်ဆီးပစ်လိုက်ပါတယ်။သူကစတီဗင်ကိုဒန်နီကိုအဆုံးသတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဖာသာကသူ့ထက်ဘယ်လာကိုပိုရှိခဲ့တာကြောင့်အမြဲတမ်းမကြေနပ်ခဲ့တဲ့စတီဗင်ကမထင်မှတ်ပဲညှင်းဆန်ပြီးသူ့လူတွေကိုပုံကန်ခဲ့ပါတယ်။ပြက်ပြီးမှဒန်နီကိုမှဝင်သွားပြီးဖရန့်ကတရုတ်နိုင်ငံကိုသူ့ဖခင်ရဲ့ဇာတိမေစီပြန်ဖို့ရွေးချယ်ခဲ့ပါတယ်။စတီဗင်ကတော့ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရပါတယ်။အဆုံးသတ်မှာရှီလာကဖုန်းတော်ကြီးနဲ့လေစိတ်မှတွေ့ပြီးချက်ကိုလွှဲပေးခဲ့တာကိုပြသထားပါတယ်။ဒါပေမဲ့ရုတ်တရက်ဖုန်းတော်ကြီးရဲ့မျက်နှာအမူအရာကပြောင်းသွားခဲ့ပါတယ်။စိတ်ပြတ်ဖွယ်ကံကြမ္မာနဲ့နောက်ဆုံးအလှည့်ပြောင်းဖြစ်ဖုန်းတော်ကြီးဟာခေါင်းဆောင်ရဲ့အသက်ရှိတဲ့လူယုံဖြစ်နေပြီးရှီလာစီကဒရိုက်ကိုလှုပ်ဝက်ယူသွားခဲ့တာဖြစ်ပါတယ်။